တော့ဘာဆက်လေးလာကြမလဲဆိုတော့အကျွေးရောင်းလိုက်တယ်ဆိုလို့ရှိရင်မွေသားဘလောက်သွန်းတာတယ်လက်ကြံဘလောက်ကျန်တယ်အဲ့ဒီပုံမှာအကျွေးကြံသလားအပြည့်ဝကြည်ပြီလားဆိုတာကိုသိဖို့ရဲ့နောက်တစ်ခုကအဲ့လိုမျိုးအကျွေးဆိုလို့ရှိရင်လည်းအယောင်လေးတားပေးပါဆိုပြီးတော့မျက်စိနဲ့ကြည့်လိုက်တာနဲ့တန့်တရားအောင်လေ့လာကြည့်ကြမယ်အဲ့ formula တွေကိုလေ့လာကြည့်ကြမယ်အဲ့ဆိုတော့ဒီမှာရှေ့မှာပြောခဲ့တဲ့ဗီဒီယိုတွေရဲ့အဆက်အတိုင်းပဲဆက်လုပ်လိုက်ကြမယ်အဲ့ဒီမှာတသိန်းပေးခဲ့တယ်ဆိုရင်ဘယ်လောက်ကျန်မလဲဒါကလွယ်ပါတယ်ညီမချင်းအဖြစ်လိုချင်တဲ့နေရာမှာညီမချင်းထားလိုက်စုစုပေါင်းပတ်စံတလောက်အနှုတ်ဆိုပြီးတော့ keyboard ရဲ့မှာညာဘက်ချက်မှာလေအဲ့မှာရှိတယ်အဲ့ဒါမှာအနှုတ်ပြီးရင်ပြီးခဲ့တဲ့ပတ်စံထဲအတခေါအဲ့ဆိုရင်တသိန်းခွဲကျန်တယ်ထုံးစံတိုင်း auto fill ဆွဲလိုက်အဖြေတန်းထွက်ဒါဆိုလို့ရှိရင်ဒီဘက်ကပုံစံလေးလောက်ကြည့်မယ်ညုံဆုံး clear လုပ်လိုက်အောင်ဘယ်လိုလုပ်မလဲဆိုတော့အကျွေးကြံခဲ့လို့ရှိရင်ပေးရပဲလို့ပြောမယ်အကျွေးမကြံခဲ့တော့ဘူးဆိုရင်ပိတ်ကြည်ပြီပေါ့နော်အဲ့ဒါကိုလုပ်ကြည့်မယ်အဲ့ဆို if function လေးသုံးမယ်ညီမချင်း IFA ကွန်းစားသူကပါလဲ logical test ဆိုတာကဒီ h column လေးอ่ะဒီ h column 4ဒီဟာလေးကတဲ့ greater than 0ထက်ကြီးသလား0ထက်ကြီးတယ်ဆိုလို့ရှိရင် value true နေရာမှာဗာပေးပါဆို true နေရာမှာ pရလေးပေးပါတကယ်လို့0ထက်မကြီးဘူးကြီးပြီဆိုရင်သူအကျွေးကြီးသွားပြီပေါ့ကွာပိတ်လို့ပေးပါလို့ပြောလိုက်မယ်အန်တာလေးခေါ်လိုက်အဲဆိုရင်ပေးတယ်ပဲလေဒီမှာအကျွေးကြံသေးလို့ဒါကိုလည်း auto fill ဆွဲလိုက်ရင်ရတယ်ဒီမှာ0ဖြစ်ရင်အကျွေးကြည်ပြီပြောတာပေါ့အဲ့ဒါကိုမှမိသက်တို့ကဆက်လက်ပေးပြီးတော့အဲ့ဒီအကျွေးကြံသေးတဲ့စာကိုအနီရောင်လေးတပေးပါလို့ပြောချင်တာအခါကျတော့ဆက်လက်ပေးဒီမှာ conditional format ရပဲထည့်ရဆို home bar တဲ့က conditional format ထောက် highlight ဆဲလို့တဲ့က text that contain စာပါဝင်တော့လို့ပြောလိုက်အဲ့ဒီမှာစာပါဝင်တဲ့နေရာမှာဒီနေရာမှာပေးတယ်ပဲလို့ရိုက်ထည့်လိုက်ပေးတယ်ပဲဆိုရင်ဟောဒီမှာသူ red တဲ့အနီရောင်နဲ့ပြမှာလားဘာနဲ့ပြသိချင်တယ်တော့customဒီလိုမျိုးလဲအကျွေးရှိတဲ့အတန်းတွေကိုဒီလိုမျိုးလဲဆက်လက်ပေးခဲ့လို့ရတယ်။ကဲဒါလေးကကြတော့ကိုနေစဉ်ရောင်းတဲ့ထက်ကနေအကျွေးကြံတဲ့ဇင်းတွေကိုဒီလိုမျိုးလေး live မှတ်ပြီးတော့လေ့လာကြည့်လို့ရပါတယ်เนาะအားလုံးပဲဘိုင်ဘိုင်